အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်မောင်းလာတဲ့ကားလေးကတော့2025ခုနှစ်က latest model ကားလေးဖြစ်ပါတယ်ကားအမျိုးအမည်ကတော့ကျွန်တော်လည်းမသိပါဘူးအဲ့တော့အလှူဒန်းတွေမင်္ဂလာဆောင်တွေကထိန်ပွဲတွေတစောင်းတိုင်းပွဲတွေမှာကျွန်တော်တို့ဆောင်းပေါက်တွေတင်ပြီးတော့အမုန်းဖြဲမဲ့ထွင်ထားတဲ့ဒီဇိုင်းပုံစံလေးနဲ့ကားလေးဖြစ်ပါတယ်အဲ့တော့ကားအောက်ပိုင်းဖွဲ့စည်းတိစောက်ထားတာကလည်းကျွန်တော်ဂျပန်ကားတွေယူရိုကားတွေနဲ့အောက်ပိုင်းဖွဲ့စည်းတိစောက်ထားတဲ့ပုံစံကိုအကုန်ပေါင်းစပ်ပြီးတော့ဖွဲ့စည်းထားတဲ့ပုံစံလေးဖြစ်ပါတယ်ဘယ်လိုတွေဖွဲ့စည်းထားလဲဆိုရင်အရင်တော့က97 Highlight က Butterfly အပေါ်အောက်ခိုင်းပေါ်မှာ4 ball joint တွေကိုတက်ဆင်ထားတယ်တိုက်လို့ကလည်း4နဲ့ထွင်ထားတယ်ပြီးတော့ main လုံးတွေဟိုဘက်ကအတလာတွေဆိုရင်လည်းကျွန်တော်တို့4နဲ့ယူပြီးတော့ထွင်ထားတယ်အောက်ကဒေးပြားနဲ့သူကထွင်ထားတယ်ပြီးတော့တောရှင်းကလည်းခုန97 Highlight ကတောရှင်းနဲ့ယူထွင်ထားတယ် short exhaust ဆိုရင်အရင်တော့က94 Highlight set ချော်ဘောက်ကိုထွင်တက်ထားတဲ့ကားလေးဖြစ်ပါတယ်အဲ့တော့ကားအမျိုးမီ4-5မျိုးရဲ့အောက်ပိုင်းဖွဲ့စည်းတိစထားတဲ့ပုံစံကိုတနေရာထဲမှာစုပြီးတော့ထွင်တက်ထားတဲ့ပုံစံလေးဖြစ်ပါတယ်အင်ဂျင်ကအစဂျပန်အင်ဂျင်တင်ထားတယ်အဲ့တော့ဒီကားလေးရဲ့အမျိုးမီကိုကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်ရင်းနဲ့ comment မှာဒီကားလေးကဘာကားလေးလဲဆိုဝင်ရောက်ရေးသားခဲ့လို့ရပါတယ်အားလုံးလည်းဘုဒ္ဓရရှိကြပါစေခင်ဗျာအန်ဒီယကင်းလို့လည်းဘေးရှင်းကြပါစေ